ကျွန်တော်တို့ဆင်းရဲပါတယ်လင်မယားနှစ်ယောက်မှလုံကြီးကွန်းလေးတစ်ခွင်းရှိပါတယ်ဆိုရှိတာယူမယ်ဆိုစောင်းလေးခွာယူသွားတာလင်မယားနှစ်ယောက်ဗလာချင်းကြံနေတာကိုဒီတိုင်းကိုအိတ်တာလူစင်စစ်ကတာတလင်းကျိတ်ကိုဖြစ်ချင်းရမိမကြီးကချောင်းကြည့်ပြီးကြမ်းဖန်ခဲ့ရသွားတယ်ဟိုတာတလင်းကျိတ်ကဝက်စပေါင်းနှလုံးအတွင်းကြတယ်ဒုက္ခရောက်တာပြောပါတယ်မိမလည်းဒီအတိုင်းကိုအိတ်တာအဲ့ဒါလည်းသူတို့ကဲ့ရသွားတာပဲကောင်းမကြီးစားနဲ့အမြသာအတိုက်ခံနဲ့မျက်နာတစ်ပတ်မညှိုးဘူးတဲ့တို့ရှာထုတ်ပြီးပြောင်းနေတယ်တဲ့ဒုက္ခရောက်တာပြောပါတယ်မနေ့ကျတော့မိမမုံစားစီရမရှိတော့ထိုင်းငူနေတယ်မိမမငိုနဲ့ငါချီရဖွာတာအနှိမ့်တယ်လှုပ်ကြွေးမယ်ဆိုပြီးပြင်များမှာမြေပြူခဲလေးနဲ့စာရေးတာပဲအနှိမ့်တယ်စံမှုတစ်ခါနဲ့9ချက်ဆိုပြီးဆိုင်းမုတ်တင်တာဆိုင်းမုတ်တင်မကြဘူးအပြိုးကြီးမကွက်တော်၄အောင်လို့ဆိုပြီးလာခေါ်တာကိုကလည်းငွေ9ချက်ရကျင်စောနဲ့လက်ဝါးတဲ့စီထည့်ပြီးရင်ဘက်ကနေတစ်ချက်တည်းဖြိုချလိုက်တာလက်မခရီးလွန်သွားလို့ငွေစိတ်ပြန်ယော်ခဲ့ရတယ်ဒီလောက်တော့ဟာမကြဘူးလို့ဈေးလေးပါလေးရောင်းပါပဲဆိုပြီးဆနမကင်းလေးကြိုပြီးဈေးတဲ့ငစိမ့်တန်တွားချရောင်းတာညီကအလေးခိုးတယ်ညီကငါးခိုးတယ်နဲ့မိမဝါဝါကြီးတဲ့ကထမိန်ကြွကြသွားတာအဲ့ထမိန်ကြွကြသွားတော့မိမကြီးကကိုယ်ဆနမကင်းအောင်ဖန်ထိုင်ရဲ့လာကြတာဘန်းဆိုဒေါသပြပြနဲ့ဒေါ်ကြီးဖဲဆန်းပြောင်ဆိုတွန့်ပြေတာသူ့ဖေအစိတ်သားလောက်ညပ်ပါသွားတယ်ဒီနေရာရောင်းလို့တော့ဟာမကြဘူးလို့မြို့ရဲရှောက်ရောင်းမှာပဲဆိုပြီးဆနမကင်းပြုတ်လို့တခွန်းလားအော်လဲရတယ်ကင်းကြနေတဲ့ရဲတယောက်ကဆနမကင်းနဲ့လာအောင်နဲ့ဆနမကင်းအစိတ်သားချိန်လန်းစမ်းกว่าတဲ့ကိုယ်လည်းရောင်းကျင်ဆုံးတော့အဖုံးလန်းဖွင့်လိုက်ကိုတန်းလက်ထိတ်ခတ်တာပဲဆရာကြီးကကျွန်တော်ဘာလို့ဖမ်းတာလဲဗျာဆိုရှာမချင်နဲ့တဲ့ဟိုဘက်ရွာပြောက်တဲ့ကျွေးမင်းပန်းနဲ့ခွာရတွေ့တယ်တဲ့မဟုတ်ပါဘူးဆရာကြီးကအလဲကောင်ကခွက်နေတာစီထဲတဲ့ကျင်းလေးပါလို့တောင်းမှန်လို့မရဘူးထောင်ကြခဲ့ရတဲ့ဘဝထောင်ကလည်းလွတ်လာစိတ်ညစ်ညစ်နဲ့ရက်တွေမူးအောင်တော့ဘူးရွာထဲဝင်လာတယ်ရေရွှဲမမြင်ဘူးခလုတ်တိုက်ပြီးရေရွှဲနဲ့လိမ့်ကြသွားတာရေရွှဲနဲ့လည်းလိမ့်ကြသွားကဲတော်မူကြပါကဲတော်မူကြပါအော်တော့မိသား3ယောက်ကပြေးလာပြီးရေရွှဲနှခမ်းနဲ့ငုံကြည့်ပြီးရေနစ်တာနဲ့မိသားနဲ့မဆိုင်ဆိုပြန်လှည့်သွားကြတယ်အဲ့ဒါနဲ့ကိုကမန်းညွန့်တို့အိမ်ကလေကသွားငါပြီးထောင်တက်လာခဲ့ရတယ်ဒီကြတဲ့ပြုံးဆိုမိမသေးပြန်မိမသေးတာတော့အားရအောင်မချလိုက်အောင်ကိုကခန်းခန်းနာနာချကြတယ်အရက်ကဝိုင်းပြောတော့ကိုစံမိုးရဲ့သေးမတော့အကျဲချဲ့မနေပါနဲ့ဆိုလို့ဆေးရတော့မိမအလောင်းခေါင်းလေးတုံးလုံးမပေးနိုင်မိမအလောင်းငါပြောပဲလေးနဲ့ထုတ်ပြီးတုတ်တန်သွားပို့တော့လည်းပတ်စံမရှိတဲ့အာတုပဆိုတော့ဘယ်သူမှလိုက်ပုံလို့မဲ့လူမရှိဘူးမိမအလောင်းငါပြောပဲလေးနဲ့ထုတ်ပြီးတုတ်တန်ထမ်းပြီးသွားပို့တာအာကုသောဝင်ကျွန်တော်လမ်းကြောင်းရဲနဲ့သွားတွေ့ပြန်မုတ်ပတုံတလောက်ကြီးအောင်လှုပ်စားမလားဆိုတန်ငွေအစိတ်ရိုက်ခံဒီကြတဲ့တယောက်ကမေးတယ်ခင်ဗျထာပနာပါလာဖွင့်ပြတယ်အလေသားလေးဖြဲပြပဲစီလေးမြင်တော့မဟုတ်ပါလားဆိုပြန်လော့လိုက်ဟာ